အားလုံးပဲမင်္ဂလာပါဒီနေ့ဟပ်ဘော်အကြောင်းလေးတွေဟပ်ဘော်ရှေ့ဟပ်ဘော်နောက်ဟပ်ဘော်တွေလီဘိုဖိုဝီနောက်ပြီးတော့လီဘိုအနှိမ့်တွေပေါ့ဘယ်ဘော်တွေတုံးလဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်ဘယ်ကောင်တွေလဲဆိုတော့အခုရှေ့ဟပ်ဘော်ဒါဆိုရင်ဒါလီဘိုရှေ့ဟပ်ဘော်ဖိုဝီဒါဆိုရင်မှာဒီကောင်ဆိုရင်ဒါ ABS ပါတယ်နော် ABS ပါတယ်ဒါ Wico 4 wheel လည်းသုံးလို့ရတယ်ဒါပေမဲ့ ABS မပါဘူး Wico 4 wheel อ่ะ Wico 4 wheel อ่ะကျတော့ ABS ပါတယ်ဒါတွေကအကုန်လုံးအတူတူပဲဒါတွေကအတူတူပဲဒီကောင်တွေလည်းအတူတူပဲဒီမှာကွာသွားတာကအတင်းနဲ့အောင်မော်ဒယ်တင်းနဲ့မော်ဒယ်အောင်နဲ့ ABS ပါတာနဲ့မပါတာနဲ့ပဲကွာတယ်နော်ဒါပေမဲ့ဒီကောင်တွေကြတော့ထည့်မယ်ဆိုရင် Wico 4 wheel ထည့်လို့ရတယ်ဒါ ABS ပါတယ်နော်ဒါရှေ့ဟပ်ဘော် Wico 4 wheel Wico 4 wheelနောက်တစ်ခါဒီမှာဒါနောက်ဟပ်ဘော်လည်းဒီတိုင်းပဲသူကနောက်ဟပ်ဘော်က ABS ဒီကောင်က Wico 4 wheel ဆိုရင်အနေအမြင့်အတူတူပဲအနေအမြင့်အတူတူပဲနော်မသိတဲ့သူတွေအတွက်ကိုရှင်းပြတာပါနော်သိတဲ့သူတွေအတွက်တော့ကြော်သွားလဲရပါတယ်နောက်တစ်မျိုးကကြတော့ဒါ Wico ပေါ့နော်ဒါ Wico လီဘိုကျွန်တော်တို့လီဘိုအနေနေပါလေဆိုရင်အတူတူပဲဒီကောင်ဒါလီဘိုအနေတို့ဒီအရေးကြီးထွက်တဲ့လီဘိုတွေဆိုရင်ဒါအနေနေများတယ်ပေါ့နော်ဒါဆိုရင်ဒီကောင်လေးဒါရှေ့ဟပ်ဘောအရှိဟဘော Wico တို့ပါတော့ Wico မိုးတယ်ဆက်ထောက်တော့မရဘူးနော် Wico ချမ်းတို့ Wico စမတ်တို့နောက်ပြီးလီဘိုလူကောင်လီဘိုထမတာပေါ့ထမတာတဲ့ဥစားဖိုးပြီးမိုးတဲ့ကောင်နဲ့ဒါတော့တူတူပဲပေါ့နော်လီဘိုလည်းတုံရတယ် Wico လည်းတုံရတယ်နော်ဒါရှိဟဘောဒီကောင်ရှိဟဘောဒီကောင်နောက်ဟဘောဒီကောင်ကြတော့အရှိဟဘော Wico 4 wheel ဒါလေးရှင်းပြတာပါ